ဤကဘာမြေတွင်တော့ထူးခြားစမ်းကြဲတဲ့အရာများစွာလည်းရှိတယ်။ဘုရားရှင်လက်ထက်တော်ကပင်နဂါးဘလူစတဲ့စမ်းကြဲသောပုဂ္ဂိုလ်များတည်ရှိခဲ့ခြင်းကိုထောက်ပြီးတော့မမြတ်တဲ့အရာများကိုညှင်းဆန်နိုင်ခြင်းတော့မရှိပေ။ကိုလိုနီခေတ်1930ထန်းချောက်ကုန်းရွာလေးကတော့တာယာပြီးတော့လှပတင့်တယ်တဲ့ရွာလေးတူရပဲဖြစ်တယ်။စိုင်းစဘာပေါ်များပြီးတော့အလူအတန်းများကိုလည်းစီကားကရွာနီး60မှမြို့တိုင်အောင်အထိကိုလှူဒန်းလေရှိတယ်။အလူကြီးများကိုလည်းမကြာခဏစီကားစွာကျင်းပခဲ့ကြတယ်။နွေရာသီတွင်ရွာရဲ့ကိုနဝင်းစီရီဖျားပွဲကတော့အစီကားဆုံးသောပွဲတစ်ခုပဲဖြစ်တယ်။သတင်းကျွတ်အခါသမယတွင်တော့စင်မီပူဇော်ပွဲနှင့်အတူကိုနဝင်းဖျားပွဲတော်လည်းကျင်းပလေရှိတယ်။လာပညာတွင်တော့ကောင်းကင်ကြီးကလည်းကဘာမြေအားအလင်းရောင်များကိုပေးဆွမ်းနေလေတော့တယ်။လာရောင်နဲ့အတူစင်မီများကလည်းထိန်ထိန်လေးလျက်ပျော်ရွှင်စွာနဲ့ဖျားပွဲတော်ကိုကျင်းပနေတဲ့မြင်ကွင်းမှာတော့တိတ်ကိုအေးချမ်းလှပါတယ်။လုံမပြိုလေးတချို့ရဲ့လက်တွင်ပန်းနှင့်ပြုတ်လုပ်ထားတဲ့စင်မီများကိုကင်ဆောင်ထားပြီးတော့ခလေးငယ်များကတော့အယုတ်လဲကလေးများပေါ်တွင်ဖျောင်းနိုင်မီလေးတွေကိုထိုးညှိထားလေတော့တယ်။အိုးစီတဲ့များနဲ့အတူကာလာသားကာလာသမီးများရဲ့ကြပြဆက်ပွဲများကိုလည်းတွေ့ရပြန်မေးသေးတယ်။တကယ်ကိုမျက်နှိုးဝယ်ရဒလေးလေးတစ်ခုဖြစ်တယ်။သို့တော်လည်းထိုရွာလေးထံသို့ပျော်ရွှင်ခြင်းများကလည်းဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တချို့ကဝင်လာလေတော့တယ်။ထိုအဖြစ်အပျက်ကြောင့်ပဲရုတ်တရက်ဆိုသလိုထန်းချောက်ကုန်းရွာကလေးကတော့တုတ်တန်တစမြင်ကဲ့သို့ပြောင်းလဲသွားခဲ့လေတယ်။2010ခုနှစ်နောက်ဆုံးပတ်တွင်တော့ဒဂုံတက္ကသိုလ်တတိယနှစ်မြန်မာစာအထူးပြုအတန်းမှာတော့ကျောင်းသားကျောင်းသူများကလေးလာရေးခီကိုသွားကြရပေတယ်။ဤခီကတော့တက္ကသိုလ်မှစီစဉ်ထားခြင်းမဟုတ်ဘဲနဲ့ကျောင်းသားကျောင်းသူများရဲ့စီစဉ်မှုဖြင့်တွားရောက်ရတဲ့ခရီးပဲဖြစ်တယ်။ထိုအဖွဲ့တွင်စုရေးချလဲအပါအဝင်ပဲစုရေးချမှာတော့ထိုအဖွဲ့တွင်အသက်ငယ်ဆုံးဖြစ်ပြီးတော့အများရဲ့ချစ်ခင်နှစ်သက်ခြင်းကိုခံရတယ်။လူကောင်သေးသေးအရက်ပူပူနဲ့အသားကလည်းဝင်းဝါပြီးတော့အတော်ကလေးကိုဖြူတာမျက်မှန်ပါဝါထူကြီးနဲ့စာကြပိုးလိုလည်းခေါ်ကြတယ်။မြန်မာစာကိုလည်းတော်တော်လေးကိုလိုက်စားခဲ့ပြီးတော့တခြားဘာသာများနဲ့မတူမြန်မာစာဘာသာရက်တွင်တော့အတော်လေးကိုအမှတ်များသူပဲဖြစ်တယ်။10တန်းတွင်တော့83မှန်နဲ့ဂုံနူးတော်မရခဲ့ဘူး။သို့ပေမဲ့အတန်းတွင်မြန်မာစာနဲ့ပတ်သက်ပြီးတော့ဆရာမများမေးသမျှရသည့်ကျောင်းသူတယောက်ပင်ပေးစာကျမ်းစာများကိုလေးလာစူးစမ်းလိုတဲ့စိတ်ရှိလို့မြန်မာစာမေဂျာကိုယူခဲ့ရတယ်လို့လည်းအမြဲတမ်းပြောလို့ရှိတယ်။ယခုလဲစာပေလေးလာရေးအတွက်ကိုအတော်လေးကိုစိတ်လှုပ်ရှားကပြင်ဆင်စရာများကိုပြင်ဆင်ထုတ်ပိုးနေလေတော့တယ်။သမီးနောက်တစ်ပတ်မှသွားရမှာမဟုတ်လား။ဘာလို့ပစ္စည်းတွေထည့်နေတာတော့ဟင်းသမီးစိတ်လှုပ်ရှားနေလို့ပါမမီရဲ့အရင်နှစ်တွေကဆိုရင်သမီးကိုငယ်သေးတယ်စိတ်မချဘူးဆိုပြီးတော့ခရီးတွေလည်းမလွတ်ခဲ့ဘူးလေ။ခုမမီတို့ကိုယ်တိုင်ကခွင့်ပြုတော့သွားရမှာဆိုတော့ပို့ပြီးတော့ပြောတာလဲပါတယ်။အဲ့ဒါကြောင့်လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်နေတာပေါ့မမီရဲ့အမှန်တိုင်းပြောရရင်တော့မမီကမလွတ်ချင်ဘူးကွယ်စိတ်ထဲလည်းတစ်မျိုးဖြစ်နေတယ်သိလားဒါပေမဲ့လည်းသမီးလည်းအသက်အရွယ်တစ်ခုရလာပြီဆိုတော့ဒီအရွယ်ရဲ့လွတ်လပ်မှုပျော်ရွှင်မှုတွေကိုမခံစားရမှလဲဆိုလို့ခွင့်ပြုလိုက်တာနော်ကိုကတော့ဂယူးဆိုင်ထိမ့်ထိမ့်သိမ့်သိမ့်နေနော်ယောက်ျားလေးတွေလည်းပါတယ်ဆိုတော့အနေထိုင်တော့စင်ချင်းသမီးရဲ့ခုခေတ်ကဘယ်သူမှယုံရတာမဟုတ်ဘူးဟုတ်ပါပြီမမီရဲ့သမီးကမမီတို့ဖွားတို့ရဲ့လက်ထဲမှာပဲကြီးပြင်းလာတာပါကိုချစ်တတ်ဖို့ထိမ့်ထိမ့်သိမ့်သိမ့်နေတတ်ဖို့မြန်မာမင်းကလေးပီတာဖို့အဲ့ဒီစကားတွေကလည်းထက်နေပါပြီသမီးကိုလည်းစိတ်ချမမီတို့ရဲ့စကားကိုတသွင်မတိန်ကိုလိုက်နာပြီးသားပါအခုပိုက်စားပြီဘိုင်းချက်လည်းမမီသမီးကတော့လေအစားကတော့စိတ်ချရပြီးသားပဲသမီးကြိုက်တဲ့ကြက်သားဟင်းပေါ့သမီးဒယ်ဒီကတော့ပြန်မလာပြစ်ဘူးတဲ့ဒီနေ့အလုံးမအားလို့ဖွားကြီးကိုလည်းအခန်းထဲမှာပဲတွားခေါ်ခဲ့ကြထမင်းတူတူစားကြရအောင်မမီပြန်ထားလိုက်မယ်လေဟုတ်မမီစုရေးချင်မှာတော့တဦးတည်းသောသမီးဖြစ်ပြီးတော့အဖေအမေအဖွားတို့နဲ့အတူအေးချမ်းတဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားလေတော့တယ်။ကဲဟိုမှာစုရေးချယ်လာနေပါပြီ။ဟီဘာလို့လဲမမသေးသေးစုကိုမျှော်နေတာလား။အမြဲပြုံးရင်နေတာပဲနော်။စိတ်ချမ်းသာတယ်တလား။မျှော်နေတာကြပြီပေါ့။မနေ့ဖန်ခရီးသွားကြရတော့မှာ။ဂျားထဲမှာလည်းစာမလာသတင်းမကြားဖုန်းကလည်းမကင်ဘူးလေ။ sorry ပါနော်။စုစာတန်းတချို့ကိုလေ့လာနေတာနဲ့ဖုန်းလည်းမကင်ဖြစ်ပါဘူး။ပြီးတော့လည်းရေဝင်ပြီးတော့ကြောင်းတောင်းဖြစ်နေလို့ဖုန်းလည်းမကင်ဖြစ်တာပါ။ကဲပါစုကအဖွဲထဲမှာအငယ်ဆုံးလည်းဖြစ်တယ်အပေါင်းအသင်းကလည်းတိတ်မရှိတော့တီတီကစုကိုအပေါင်းအသင်းတွန်းအောင်လုပ်ပေးဖို့ပြီးတော့လေခုခီးစင်မှာကသူတို့လေးဦးကပဲဥဆောင်ကြမှာမို့ဒီဘက်ကလှိုင်နရီသူကတော့နှင်းဆက်ဟိုဘက်ကအောင်ရဲကျော်နဲ့နန္ဒဆိုင်နဲ့မတ်တီတီရဲ့ငယ်တငယ်ချင်းတွေအားလုံးပဲမှတ်ထားနော်ဒီကညီမလေးကစုရေးချဲတဲ့ကျန်တဲ့သူတွေကတော့စုနဲ့ရင်းနှီးပြီးသားပါပဲဟုတ်ကဲ့အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ရှင်တင်ပြလမ်းညွှန်ပါအောင်နော်အဖွဲတဲကလှိုင်နေဒီမှာတော့စုပုံစံလေးကအေးအေးဆေးဆေးလေးနော်ရင်းကြီးကြီးလေးနဲ့လဲလှတယ်ငါသာယောက်ျားလေးဆိုရင်တော့သူ့ကိုကြွေးမိမှာနဒီတို့ကတော့လှုပ်ပြီးအခုမှပဲမိတ်ဆက်ပေးထားတာမျက်နှာပြအောင်တော့မလုံးနဲ့လीဟဲဟိုမှာတို့ညီမလေးကရှက်သွားအောင်မယ်ခုထိရီးစားတောင်ထားဘူးသေးတာမဟုတ်ဘူးနော်တိတ်မစကြနဲ့ကဲဒီနေ့စာတန်းကိစ္စဆွေးနွေးကြပြီးတော့အိမ်ပြန်ကြတာပေါ့မနဲ့ခရီးထွက်ကြရမယ်ဆိုတော့လေဟုတ်ကဲ့မမတီတီ
စုရဲကျဲအပါဝင်အားလုံးပေါင်း18ယောက်ဖြစ်တယ်။ကျောင်းသူကျောင်းသားတဘာဝဆဆနာနောက်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့စာတန်းကိစ္စကိုပဲတိုင်ပင်ပြီးတဲ့နောက်မှာတော့အိမ်ပြန်ကြပြီးတော့နောက်နေ့တွင်တော့ခီးဆက်ရန်ပြင်ဆင်ကြတယ်။ငါလက်ပြန်ပေး။အဖထပါအောင်အဖထပါအောင်အမေတားကိုယ်လုံးရှာမတွေ့တော့ဘူး။သွေးတန်ရဲရဲနဲ့ကိုလက်အင်္ဂါမပြည့်စုံသူများရဲ့အော်ဟစ်ဆူညံနေသောအရာများကတော့စူရဲချေတယောက်မျက်ဝါးထင်ထင်မြင်နေရ၍ကြောက်ရွံ့တုန်လုံးနေမိတယ်။တားဟုတ်ကဲပါတားဟုတ်ကဲပါအာလက်ပြက်ကြီးနဲ့အတူတားဟုတ်ကဲပါဆိုတဲ့စကားကြောင့်စူရဲချေကလည်းကြောက်ရွံ့ထိတ်လန့်တကြားအော်မိလေတော့တယ်။စူရဲချေအသိဝင်လာသည်နှင့်ပန်ဝင်းကျင်ကိုကြည့်လိုက်တော့လေသူ့ရဲ့စာကြည့်စပွဲပေါ်တွင်တော့ထိုင်လျက်သားအိပ်ပျော်နေခြင်းပဲဖြစ်တယ်။ခဏကြာတွင်တော့စူရဲချေရဲ့မိကရောက်လာကသမီးလေးဘာဖြစ်လို့လဲခုထိမအိပ်သေးဘူးလားမဟုတ်ဘူးမမီသမီးအိမ်မက်ဆိုးတွေမဲ့ပြီးတော့ရောင်သွားတာ sorry ပါနော်မမီအိပ်ရေးပြက်သွားပြီလားအေးမပြက်ပါဘူးသမီးလေးရဲ့အဆင်ပြေလားကွယ်မျက်နှာမှာလည်းချွေးသီးတွေကြီးပဲမနဲ့ခရီးထွက်ရမှာကိုဒီကလေးနဲ့တော့အိပ်ရမှာလည်းမအိပ်သမီးအဆင်ပြေပါတယ်အိပ်တော့မယ်နော်မမီလည်းပြန်အိပ်လိုက်အောင်ခေါနိုင်ပါမမီအေးခေါနိုင်ပါကွယ်ဆွေးချက်ကလည်းဘာမှဆက်မပြောတော့ဘဲနဲ့အိပ်ရတဲ့ကိုဝင်ကအိပ်လိုက်လေတော့တယ်ဆွေးချက်ခရီးထွက်ရသည်မှုဖယားရှိခိုးပြီးတော့အဖွားဖြစ်သူနဲ့အဖေအမေတို့ကိုကြော့ပြီးမှအိမ်ကနေထွက်ရန်ပြင်ဆင်လိုက်လေတော့တယ်မြေးလေးခဏလေးဘာလို့လဲဖွားဖွားဓမ္မဖွားဖွားငငယ်ကလေးကဆွဲလာတယ်အဆောင်ဆွဲကြိုးလေးကိုသမီးကိုနဲ့မကွာစောင့်ထားရပါနော်လေဘင်းကနေမချွတ်နဲ့နော်အန်နီရဲ့ကင်းတဲ့ခရီးလေးဖြစ်ပါစီကွယ်ဟုတ်ကဲ့ဖွားဖွားသမီးဆွဲထားပါမယ်ဖွားဖွားလည်းကျမ်းမာကြီးကိုဂယူးဆိုင်နော်ပြီးကနေမလိုက်တဲ့မုတ်တွေလည်းဝယ်လာခဲ့မယ်တက်တာဖွားဖွားအေးမြေးလေးအားလုံးကိုနှုတ်ဆက်ခါထွက်သွားလေတော့တယ်ခီးစဉ်ကတော့မြန်မာသားဆရာမများ2ဦးနဲ့ကျောင်းသား18ဦးတို့လိုက်ပါလာကြလေတော့တယ်ကားပေါ်တွင်တော့ယောက်ျားလေးများကလည်းဂတာတီးပြီးတော့မိန်းကလေးများကတော့တချင်းများကိုတီးဆိုကခရီးကိုစတင်ထွက်ခွာခဲ့တယ်လေးလာရေးနဲ့အတူပျော်ပျော်ပါပါခီးစဉ်အဖြစ်ပျော်ရွှင်နေကြတယ်စူရဲချက်ကတော့နောက်ဆုံးခုံတွင်တီးတီးနဲ့အတူထိုင်ကစာတန်းအချို့ကိုတော့ကြည်ရင်းနဲ့ညကအိမ်မက်အကြောင်းကခေါင်းထဲကိုဝင်လာပြန်လေတော့တယ်စုဘာဖြစ်လို့လဲမျက်နှာလည်းမကောင်းပါလားညကအေးပြတ်ထားလို့ထင်တယ်အိမ်မက်တွေကလည်းမကောင်းဘူးလေမမအာအမလီဘာဖြစ်တာတော့ကားဆရာကြီးဘာဖြစ်လို့လဲကားမှလည်းအရှိန်ုံပြင်းစွာနဲ့တစုံတစ်ခုကိုတိုက်မိပြီးတော့ရက်တန့်ခြင်းဖြစ်ကဆရာမများနဲ့ကျောင်းသားကျောင်းလူအားလုံးကလည်းအလံတကြားဖြစ်ကုန်ကြလေတော့တယ်မသိဘူးဗျကျွန်တော်တစ်ခုခုကိုအရှိန်နဲ့ဝင်တိုက်မိတယ်လို့ပဲဒါပေမဲ့ဘာမှလည်းမတွေ့ဘူးကဲအောက်ဆင်ကြည့်ကြတာပေါ့ဗျာအားလုံးလည်းညောင်းနေကြမှာပေါ့ဆရာကြီးလှိုင်ဦးစကားကြောင့်ကားဆရာနဲ့အတူကျောင်းသားကျောင်းသူများအားလုံးကလည်းအောက်ဆင်းလိုက်ကြလေတော့တယ်ကားဆရာပြောသလိုပဲအရှိန်ုံပြင်းစွာတိုက်မိလိုက်တော့လေမြည်သည့်အရာကိုမျှမတွေ့သို့တော်လည်းကားနောက်ဘိန်းမှာလည်းထူးဆန်းစွာနဲ့ပေါက်နေလေတော့တယ်ဟုတ်တယ်ကားဆရာဘာမှတော့မတွေ့ဘူးဗျဒါပေမဲ့ဆရာကြီးကားဘိန်းကပေါက်နေပြီဗျအဲ့ဒါဆိုကားဆရာကိုကူညီပြီးတော့ဘိန်းလဲဖို့ပြောပေးအောင်ကွာဟုတ်ကဲ့ဆရာကြီးကျောင်းသားတချို့ကလည်းကားဆရာကိုကူညီကကားဘိန်းကိုလဲပေးလိုက်လေတော့တယ်အနီးတစ်ဝိုက်မှာလည်းကွင်းမြင့်ကြီးနေတစ်ပင်တချို့သာရှိနေလေတော့တယ်အချိန်အတန်ကြာတော့လဲကားဘိန်းပြင်၍ပြီးသည်နှင့်ခရီးနှင်ကြတော့တယ်အချိန်ခဏမြန်နှင်ပြီးတဲ့နောက်မှာတော့ပန်ဝင်းကျင်တစ်ခုလုံးလဲမဲမောင်ကလေများရုတ်တရက်တိုက်ခိုက်တာလေတော့တယ်ကားကလည်းလေရဲ့တိုက်ခတ်မှုနဲ့အတူမှောင်မဲနေတဲ့အခြေအနေကြောင့်ဆက်ကရက်သွားလေတော့တယ်ကျောင်းသားကျောင်းသူတချို့ကလည်းခရီးစဉ်အားတိတ်အားမရတော့ပြီအားလုံးကလည်းငြိမ်သက်လျက်ကားဆက်ရက်ပြီးတဲ့နောက်မှာတော့လေကလည်းတိုက်ခိုက်မှုကယောနေသွားလေတော့တယ်ခဏကြာမှတော့ပန်ဝင်းကျင်တွေမီးတို့များနဲ့လူများနဲ့နွားလဲများနဲ့လူများကိုလည်းကားပေါ်မှာလှမ်းမြင်နေရတယ်ကဲဒီအချိန်လေးနဲ့တော့တို့တွေဒီအနီးအနားကဖုန်ကြီးเจ้าပဲဖြစ်ဖြစ်အိမ်တအိမ်ပဲဖြစ်ဖြစ်အကူကြီးတောင်းပြီးတော့နေကြရအောင်ကလေးတို့ရေပွဲတော်တစ်ခုခုရှိမဲ့ပုံပဲနွားလဲတွေနဲ့သွားနေတာတော့တွေ့ရတယ်ကဲအားလုံးပဲကားပေါ်ကဆင်းပြီးတော့ရွာထဲကိုအကူကြီးသွားတောင်းကြရအောင်ဟုတ်ကဲ့ဆရာကြီးနဲ့ဆရာမကားဆရာကတော့ကားပေါ်မှာပဲနေခဲ့ကကျောင်းသားကျောင်းသူများကတော့ကိုစီလွယ်များကိုလွယ်ပြီးတော့မီးတုံးနဲ့လူများရှိရာသို့ထွက်သွားကြလေတော့တယ်ကားဆရာမနက်10 နာရီပြန်တွေ့မယ်လို့ပြောဆိုခဲ့လေတော့တယ်အတန်ငယ်လမ်းလျှောက်ပြီးလူအချို့ရဲ့ညွှန်ကြားမှုနဲ့အတူပွဲတော်တစ်ခုကိုရောက်ခဲ့လေတော့တယ်ပွဲတော်မှာလည်းအလွန်ကိုစီကားတိုက်မြိုက်လာတယ်စေမီးများထိန်တာနေပြီးတော့အပြုံးကိုစီနဲ့လူစုံများစွာကလည်းပျော်ပါကခုံပြီးတော့ချင်းလုံးပြိုင်ပွဲများစကားရည်လူပွဲများကိုလည်းကျင်းပနေလေတော့တယ်သို့တော်ရွာသူရွာသားများရဲ့အဝတ်အစားများမှာတော့ယခုခေတ်အဝတ်အစားများနဲ့မတူဘဲနဲ့ရှေးဟောင်းအဝတ်အစားအပြင်အစင်များပဲဖြစ်တယ်။မိန်းကလေးများကလည်းဆန်ဝိုင်းများနဲ့ယောက်ျားလေးများကတော့ရောင်တုံးများနဲ့ထိုးခွင်းများကိုထိုးထားကြလေတော့တယ်။သို့တော်လည်းထိုအရာများကိုသတိမထားမိဘဲနဲ့ကျောင်းသားကျောင်းသူများကတော့ပွဲတော်စီကိုသာအာရုံရောက်နေကြတော့တယ်။ဒီကနောင်ကြီးတို့ကခီးသွားနေထင်တယ်။ကျုပ်တို့ဗာမြဲကူညီပေးရမလဲ။ကျုပ်ကဒီရွာသူကြီးဥအောင်နိုင်ပါ။တကြီးဆိုသူကလည်းအတန်အပြစ်တော့90ခန်းသာရှိတယ်။အရက်ထောင်ထောင်မောင်းမောင်းနဲ့ရောင်တစုံသုံးသားကအင်ကြီးလေကတုံးနဲ့ပစိုးမှလည်းအရှိတွင်အစအရှိကြီးကိုချထားလေတော့တယ်။တကြီးရဲ့ဘေးတွင်တော့လူလက်ပိုင်း2ဦးကရက်နေလေတော့တယ်။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့မျိုးကခီးသွားတွေပါအချိန်လင့်နေတာနဲ့ဒီနားကိုဝင်တဲဖို့အကူညီလေးလာတောင်းတာပါ။ရပါတယ်ကျုပ်တို့ရွာမှာလည်းပွဲတော်ရှိနေတော့အခွင့်အသင့်လို့လဲပက်လို့ရပါတယ်ဗျာ။
ကဲမောင်တို့နဲ့မောင်ပြူဒီကဧည့်သည်တွေကိုတော့ရွာထိပ်ကဇရက်ဆောင်ကိုပဲနေရာချထားပြီးတော့ပြန်ခေါ်လာခဲ့ကြအေးဆေးလေဘက်လို့ရအောင်ပေါ့ဟုတ်ကဲ့တကြီးရွာကန်နှစ်ဦး၏ဥဆောင်မှုနဲ့အတူအိမ်ကြီးတစ်လုံးရှိရာသို့ရောက်သွားလေတော့တယ်ထိုအိမ်မှာဇရက်လို့ဆိုရပေမယ့်အမိုးနဲ့ကျဲမြင်အကာသာရှိပြီးတော့ဟောကန်းကြီးတစ်ပွဲဖြစ်နေလေတော့တယ်ထူးဆန်းသည်ကတော့အဆောင်တွင်နားနေခွင့်မပြုဘဲနဲ့အားလုံးကိုပွဲတော်စီသို့ပြန်ခေါ်လာကပွဲတော်အားလေပတ်စေလေတော့တယ်ဒီနေရာကဧည့်သည်တွေတဲဖို့ပါအပေါ်အပားများစွန့်ပြီးတော့ကိုလက်တန်ရှင်းပြီးရင်တော့ကျုပ်တို့နဲ့အတူပွဲတော်ကိုလိုက်ပါဆင်နွှဲပါဗျာကျုပ်တို့အရှိမပဲစောင့်နေပါမယ်တချို့တစ်ဝက်ကတော့နားနေကြအောင်မယ်ထင်တယ်ဗျာအဆောင်မှာနေခဲ့လို့မရဘူးလားမရပါဘူးဗျာတကြီးကတေချာမာလိုက်တယ်လို့ဧည့်သည်တွေကိုလည်းကျုပ်တို့ရဲ့ပွဲတော်မှာပျော်ပါစေခြင်းလို့ပါဗျာညင်းမရတဲ့အဆုံးမှာတော့ဆရာနဲ့ဆရာမများကလည်းကျောင်းသူကျောင်းသားများကိုအတွေ့အကြုံတွေရအောင်ဆိုပြီးတော့လွတ်လွတ်လပ်လပ်လဲပတ်ရန်အတူတူပွဲတော်စီတို့ပြန်လာခဲ့လေတော့တယ်ရွာသူရွာသားအလုံးကလည်းဖော်ရည်တဲ့အပြုံးတွေနဲ့ဧည့်ခံကြိုဆိုကြပြီးတော့စားတောက်ဖွယ်ရများကိုပြင်ဆင်ပေးတယ်စားတောက်ပြီးတဲ့နောက်မှာတော့မုတ်ဈေးတန်းများတွေလည်းငွေကြေးမယူဘဲနဲ့အခမဲ့ကိုကျွေးမွေးပြန်သေးတယ်မိန်းကလေးချို့ကိုလည်းသဘောကျကကျောင်းသားတချို့ကလည်းစနှောင်နေကြတယ်မိန်းကလေးများကလည်းစိတ်ဆိုးခြင်းမရှိဘဲနဲ့လက်ဆောင်အချို့ကိုလည်းပေးသေးတယ်အာတောင်းပန်ပါတယ်မမသားမမြင်လိုက်လို့နော်စူရဲချေဟာခလေးတယောက်မှဝင်တိုက်မိကပြန်လဲတောင်းပန်ခြင်းပဲဖြစ်တယ်ရပါတယ်ကွယ်ဟင်းမင်းကစုဘာဖြစ်လို့လဲခလေးငယ်မှလည်းစူမြေကိုကြောက်ရွံ့ထင်တယ်လူအုပ်တွင်းသို့ပြေးဝင်သွားလေတော့တယ်စုဒီကောင်လေးကိုမြင်မှုနေတယ်လို့ပဲအဲ့ဒါကြောင့်မှကဲပါပျော်စရာရှိတာပြောလိုက်ပါမျက်နှာကြီးကလည်းမှုံတုံးနေတာပဲကွယ်အင်းလေနဒီလဲစုကိုတတိထားနေတာပျော်နေညီမလေးဘဝဆိုတာကတူတောင်းနေလေတိတ်လဲစဉ်းစားမနေနဲ့ပင်မနေဟုတ်ကဲ့မမစုမတွေးပါဘူးလဲဘက်စားတော့ရင်လည်းပဲအချိန်ကအတော်လင့်ပြီးမို့လူလဲပါလာပြီးဖြစ်တာမို့ဆွေးချတို့အဖွဲလဲအဆောင်ကိုပြန်ရန်လူကြီးအားခွင့်တောင်းပြီးတော့ပြန်လာခဲ့လေတော့တယ်ဖုန်းလိုင်းများကလည်းမမီပဲနဲ့တစ်ဖွဲလုံးပင်မနေပြီးမို့အိတ်ကုန်ကြလေတော့တယ်ဆွေးချက်ကလည်းပွဲစည်းတင်တော့ဝင်တိုက်မိတဲ့ကလေးအားပြန်မြင်ရောက်ရင်းနဲ့အတွေးတွေကိုဖြောင်းကဖះရှက်ခိုရန်ပြင်ဆင်လိုက်လေတော့တယ်သို့တော့မြတ်တာတုတ်တာအစချီရသေးတယ်နားတဲ့တွင်တော့စူညံတန်တချို့ကထွက်ပေါ်လာလေတော့တယ်ရက်လိုက်ရင်တော့စူညံတန်ကရက်တန်သွားသလိုဖះရှက်ခွန်ရန်ပြင်ဆင်လိုက်ရင်တော့စူညံတန်တွေကထွက်ပေါ်လာလေတော့တယ်စိတ်ထဲတွင်တော့ဇနိုးစနောက်ဖြစ်ကဖះရှက်ခွခြင်းကိုရက်တန်လိုက်လေတော့တယ်မမဓမ္မဘာလို့တယောက်တည်းထိုင်နေတာလဲမင်းညာကတွေ့တဲ့ခလေးမဟုတ်လားဟုတ်ပါတယ်မမသားနာမည်ကတက်တိအသက်က9နှစ်ရှိပြီသားကိုတွေ့ဘူးလို့လားယင်ပြီးတော့မမတို့ကဒီမှာအချိန်ကြာကြီးနေမှာလားမနေပါဘူးမမတို့ကဧည့်သည်တွေပါအချိန်တန်ရင်တော့ပြန်မှာပေါ့မင်းကမပြန်စေချင်လို့လားသားတို့ဘွားကတော့ငရဲခံနေရတယ်လို့ပါပဲမမရဲ့သားတို့ကလူတွေနဲ့မတွေ့ရတာကြာပြီဘာလို့လဲကြာခဲ့ပါပြီအားလုံးကိုကျွန်တော်တို့ကထားခဲ့ကြရတာအဲ့နေ့ကကျွန်တော်တို့ဒီနေ့လိုပဲပွဲတွေကိုကျင်းပနေကြတာတရွာလုံးနဲ့ပျော်နေကြတာပေါ့အဲ့အချိန်ကြီးမှာပဲမီးလုံးကြီးတစ်ခုကကျလာပြီးတော့တရွာလုံးကိုပြာကျစေခဲ့တာသားလည်းပြက်သွားတယ်ဟင်ဆွေးချက်ကိုပြောနေရင်လည်းပင်ခလေးငယ်လေးမှလည်းသွေးတန်ရဲရဲဖြစ်ညာဘက်လက်တစ်ဖက်ပြက်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်နဲ့ဆွေးချက်ကလည်းအလန်တကြားထောက်လိုက်လေတော့တယ်အာအမေကပါစုဘာဖြစ်တာလဲဆွေးချဲအော်တန်းကြောင့်အကုန်လုံးကလည်းအိမ်မောကြရမှာနိုးလာလေတော့တယ်ပန်ဝင်းကျင်ရဲ့ဖြစ်ပျက်မှုကြောင့်အားလုံးကလည်းအံ့ဩတကြီးကိုဖြစ်သွားလေတော့တယ်ဟင်ကြွက်ကြီးဂူတွေပါလားတဖွယ်လုံးအိမ်ရမှာနိုးတဲ့ခါမှာတော့ဂူများကြားတွင်ဖြစ်နေတော့တယ်ဆွေးချက်ကလည်းအဖွားပြသူပေးထားတဲ့အဆောင်လေးကိုကင်ကအိမ်ရမှာနိုးလာပြီးတော့ပို၍ကြောက်လန့်ကြဖြစ်သွားလေတော့တယ်ကဲအထုပ်ပိုးတွေကိုတည်ပြီးတော့ဒီနေရာကနေအမြန်ဆုံးထွက်ခါကြရအောင်စုရီအစင်ပြေးရလားဘာဖြစ်သွားလေလဲကွယ်ဒီကအမြန်ဆုံးသွားကြရအောင်နော်စုလမ်းမှာပြောပြပါမယ်လမ်းမှာဆွေးချက်ပြောပြ၍အားလုံးကလည်းတုံလုံးချကုန်နေတော့တယ်အတန်ငယ်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ကားလမ်းမှာတွေ့ကကားနားတွင်လည်းကားသမားနဲ့လူတချို့ရက်နေတာကိုတွေ့ရ၍အားလုံးကဝမ်းသာသွားကြလေတော့တယ်ဆရာတို့ရဲ့ကျုပ်ဖြစ်စိုးရင်လဲရတာဗျာဒီမှာတစ်ဖက်ရွာကလူတွေပြောနေကြတာဆရာတို့သွားတဲ့ရွာကကြက်ရွာတဲ့ကိုလိုနီခေတ်ကဘုံအကျဲခံရပြီးတော့တရွာလုံးနှီးပါပျောက်ချင်းမလားပျောက်သွားကြပြီးတော့ကြက်ရွာဖြစ်သွားတာတဲ့ဗျာဟင်ဟုတ်မယ်သူတို့ပေးတဲ့လက်ဆောင်တွေကမနဲ့ကြတော့လဲကြောက်ခဲတွေဖြစ်နေတာကိုတွေ့ရတာပြီးတော့ဓာတ်ပုံတွေကိုပြန်ကြည့်တာလဲပုံတွေကပြန်မတွေ့ရဘူးစူရဲချေရဲ့အိမ်မက်နဲ့တထက်ထဲတူနေတဲ့အဖြစ်အပျက်များနဲ့အတူစူရဲချေကိုကြည့်လိုက်ကြံငယ်သောကွင်းမြင်များကိုကြည့်လိုက်နေဝေခွဲမရဖြစ်နေလေတော့တယ်ကဲဆရာတို့ရန်ကုန်ပဲပြန်ကြရအောင်ကွာဒီရွာအတွက်လဲကောင်းမှုကုသိုလ်တွေပြုလုပ်နိုင်အောင်လို့စီစဉ်ကြရတာပေါ့ခီးစဉ်ကိုဖြတ်ခါရန်ကုန်သို့ပြန်ရမယ်စီစဉ်လိုက်လေတော့တယ်စူရဲချေအားခလေးငယ်လေးတယောက်ကလည်းငိုပြီးတော့လက်ပြနှုတ်ဆက်နေခဲ့လေတော့တယ်စူရဲချေမှာတော့ထိုခလေးငယ်ရဲ့နှုတ်ဆက်မှုကိုတော့မတွေ့မမြင်ခဲ့ရပါဇလန်းလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်